3-5နှစ်တွဲပြီးမှမဖြစ်မနေမယူကောင်းလို့ယူရတယ်ဆိုတဲ့စကားကို12နှစ်ကြာအောင်တွဲပြီးတော့ဝါဆိုမိုးကိုလက်ထပ်ခွင့်တောင်းပြလိုက်တဲ့ဖြိုးလေးအနုပညာအတန်းဝင်းထဲမှာတော့ပုံမှန်လင်းလင်းတွဲပြီးချပြရေးကြတဲ့ဝါဆိုမိုးနဲ့ဖြိုးလေးတို့ကတော့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင်ပရိသတ်တွေအားလုံးအေရောသွားအောင်စတိတ်စင်ပေါ်မှာလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်အလုံးသိတဲ့အတိုင်းဝါစုံမိုးနဲ့တဏ္ဍမိုးသိန်းတို့ကအခင်းဆုံးတငယ်ချင်းတွေဖြစ်ကြပေမဲ့တဏ္ဍမိုးသိန်းကတော့အချိန်တစ်ခုကြာအောင်အခြေကံမကောင်းခဲ့ပါဘူး။ဒါပေမဲ့ဝါစုံမိုးကတော့တယောက်ဆိုရင်တယောက်ရွေးချယ်ထားရေးဆိုတဲ့အတိုင်းဆယ်စုနှစ်တစ်ခုကြာအောင်တီတီမြဲမြဲတွဲနိုင်ခဲ့ပါတယ်။ပရိသတ်တွေကတော့သူတို့နှစ်ယောက်ရဲ့နှိမ့်ရွှေကြာလွန်တဲ့ချစ်သူတသန်းကြီးကိုအထင်မသေးရသလိုဒီလောက်နှစ်တွေအများကြီးကြာတာတောင်ဘာလို့လက်မထက်သေးရလဲဆိုပြီးမိန်းကလေးဘက်ကိုစာနာရင်းနဲ့စိတ်ပူခဲ့ကြတာပါ။အဲ့ဒါအပြင်ချစ်သူတွေဖြစ်သွားကြပြီဆိုတာနဲ့ဒီကောင်လေးနဲ့နှစ်တွေအကြာကြီးတွဲပြီးမှပြတ်သွားခဲ့မယ်ဆိုရင်မိန်းကလေးဘက်ကလုံးဝနစ်နာမယ်ဆိုတဲ့ logic ကလည်းရှိနေရကြောင်း3-4နှစ်ကြာအောင်တွဲပြီးမှလက်ထက်ယူရဲဆိုတာတကယ်ချစ်လို့မဟုတ်ပင်မဖြစ်တာလို့တာယူလိုက်ရတယ်ဆိုတဲ့စကားတွေထွက်နေကြတာပါဖြိုးလေးနေနဲ့ဝါဆိုမိုးကိုတွဲပြီး3နှစ်ကျော်မှကလေးကလက်ထက်ခွင့်တောင်းကျင်ပေမယ့်ဝါဆိုရဲ့မိသားစုပြဿနာတွေ trauma တွေကိုလေးစားတဲ့အနေနဲ့သူအစဉ်ပြေတဲ့အချိန်ထိစောင့်နေခဲ့တာလို့ပြောပြခဲ့ပါတယ်။အခုချိန်မှာတော့12နှစ်ကြာပြီးမှလက်ထက်ခွင့်တောင်းရတာဖြစ်ပြီးသူ့အတွက်တော့ချိန်မကိုင်းမီလက်မကိုင်းမီနဲ့အတော်လေးခက်ခဲခဲ့တယ်လို့ပြောခဲ့ရကြောင်းယောက်ျားတွေတကယ်ချင်ရင်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကိုမဖြစ်မနေဂရုစိုက်ပေးတယ်ဆိုပြီးသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအားကျနေတာပါ။ဆိုတော့ပရိသတ်ကြီးတို့ရောဖြိုးလေးလိုမျိုးအချစ်နဲ့ချစ်ပေးတဲ့သူမျိုးကိုပိုင်ဆိုင်ထားပြီလားဆိုတော့ပြောပြခဲ့ပါအောင်ရှင်။